ကုန်းပေါင်မင်းဆက်လိုခန်းထားတဲ့ဇကားကြီးမှာအောင်စံပူနဲ့မလိုက်ဖက်ဘူးလို့ပြောနေကြတာကိုမင်းသားလေးကဘလို့တုံ့ပြန်ခဲ့တယ်လဲမြမရုပ်ရှင်သမိုင်းမှာခန်းနာထဲဝါမှုတွေနဲ့အတူပရိသတ်ရင်တွေကိုတိုးဝင်လာတော့မဲ့ကုန်းပေါင်မင်းဆက်ဇကားကြီးမှာမျိုးဆက်တဲ့အမှုပညာရှင်တဦးအနေနဲ့ပါဝင်ခွင့်ရခဲ့တဲ့မင်းသားအောင်စံပူရဲ့ရင်ခုန်တန်တွေကတကယ်ကိုထူးခြားပါတယ်ဒီလိုကားကြီးမှာကျွန်တော်ပါဝင်ခွင့်ရတဲ့အတွက်နောက်ဟိဘုံယူပါတယ်ဝါတာပါတယ်ဟုတ်အောင်စံပူကသူ့ရဲ့အမှုပညာအခြေခံကိုဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဇက်တပင်မင်းသားတယောက်ဖြစ်တာနဲ့အညီအခုဇကားထဲမှာပါဝင်နေကြတဲ့ကျွန်တော်ရဲ့စီနီယာဝါရင်မင်းသားကြီးတွေအားလုံးကိုငယ်စဉ်ကတည်းကကြည့်ရှုအားကြပြီးတော့မှပဲဒီအမှုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါတဲ့ဒီစကားတွေကသူ့ရဲ့အမှုပညာပေါ်ထားရှိတဲ့ရိုသေလေးစားမှုကိုပြသနေတာပါပဲအချို့ကပြောကြတယ်ကုန်းပေါင်မင်းဆက်လိုခန်းထားတဲ့ဇကားကြီးမှာအောင်စံပူနဲ့မလိုက်ဖက်ဘူးတဲ့ဒါပေမဲ့ဇက်တပင်လောကကနေအမှုပညာအခြေခံကောင်းတွေနဲ့ရောက်ရှိလာတဲ့မျိုးဆက်တစ်ယောက်အနေနဲ့ဝါရင်စီနီယာကြီးတွေရဲ့လမ်းညွှန်မှုအောက်မှာအကောင်းဆုံးစ조사အားထုတ်နေတဲ့သူ့ရဲ့စိတ်ဓာတ်ကိုရောဘယ်လိုမြင်ပါသလဲဒါဟာသူ့ဘဝအတွက်အမြင့်မားဆုံးသောဂုဏ်ယူစရာသမိုင်းမှတ်တိုင်တစ်ခုဆိုတာညင်လို့မရပါဘူးနော်ဇက်စင်ထက်ကအတွေ့အကြုံတွေဝါရင်ကြီးတွေရဲ့စံနမူနာကောင်းတွေကိုအခြေခံပြီးအောင်စံပူတယောက်ဘလောက်အထိထူးခြားပြောင်မြောက်စွာတရုပ်ဆောင်ထားမလဲဆိုတာရုပ်ရှင်ရုံတွေမှာပရိသတ်တွေရဲ့အားပေးမှုတွေကတက်တေပြသွားမယ်ထင်ပါတယ်နော်ကုန်းမောင်မင်းဆက်ရုပ်ရှင်ကားကြီးမှာမလိုက်ဖက်ဘူးဝေဖန်ခံနေရတဲ့အပေါ်အောင်စံပူရဲ့ပရိသတ်တွေဘယ်လိုထင်ကြလဲရှင်ဝါရင်တရုပ်ဆောင်တွေနဲ့အကြိုင်အကောင်းဆုံးလုပ်နိုင်မယ်လို့ထင်လားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးနော်